do နဲ့ make ဒီနှစ်ခုဘာကွာလဲအင်္ဂလိပ်စာလေ့လာနေတာကြာပြီဒါပေမဲ့ do နဲ့ make ရဲ့ကွာခြားချက်ကိုတည်တည်ချာချာမသိသေးဘူးဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါဒီဗီဒီယိုမှာအဲ့ဒီနှစ်ခုရဲ့ခြားနားချက်ကိုကျွန်တော်အလွယ်ကူဆုံးပုံစံနဲ့ရှင်းပြပေးပါမယ်အဲ့ဒီနှစ်ခုကဘာကွာလဲဆိုရင်နံပါတ်1 do ဒီ action နော် do equal to action action နဲ့ပတ်သက်တဲ့အရာတွေကိုပြောချင်တဲ့အခါမှာကျွန်တော်တို့က do ကိုသုံးရတယ် action ဆိုတာကိုဘာလုပ်တယ်ဘာကိုင်တယ်ပေါ့နော်ပုံမှန်လုပ်တဲ့အလုပ်တွေပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးပြောချင်တဲ့အခါမှာ do ကိုကျွန်တော်တို့ကသုံးပြီးပြောရတယ်နော်ပြီးရင် make equal to creation make ကကြတော့ creation ဘိုင်းပေါ့တစ်ခုခုကိုဖန်တီးတဲ့အပိုင်းနော်ဖန်တီးတယ်ဆိုတဲ့ဟိုကအရင်ကမရှိတဲ့အရာတစ်ခုကိုဖန်တီးလိုက်တာမျိုးအဲ့လိုမျိုးအရာတွေနဲ့ပတ်သက်ပြီးပြောချင်တဲ့အခါမှာကျွန်တော်တို့က make ကိုသုံးတာဒါကသူတို့နှစ်ခုရဲ့အဓိကခြားနားချက် do the action make the creation ဖန်တီးဖို့ဥပမာလေးကြည့်အောင် I do my homework every night ငါရဲ့အိမ်စာတွေကိုညတိုင်းလုပ်တယ် I do my homework every night ဆိုတော့အိမ်စာဆိုတာအလုပ်ပဲလေပုံမှန်လုပ်တဲ့အလုပ်ဆိုတော့ဒါ action ပေါ့အဲကြောင့်မလို့ကျွန်တော်က I do ဆိုပြီးသုံးတာဒီနေ့မှာ I make my homework every night လုပ်လို့မရဘူး I do my homework every night နောက်တစ်ဥပမာတစ်ခု I do exercise every morning ငါမနက်တိုင်း exercise လေ့ကျင့်ခန်းလုပ်တယ်လေ့ကျင့်ခန်းလုပ်တယ်ဆိုတော့လည်းပုံမှန်လုပ်တဲ့အလုပ်ပဲဒါကြောင့်မလို့ကျွန်တော်က do နဲ့သုံးရတာ make နဲ့သုံးလို့မရအောင် I do exercise every morning I do the dishes after dinner ငါညစာစားပြီးတဲ့အခါမှာပကံဆေးတယ်ပကံဆေးရဆိုတာလည်းတခုခု creation မိုင်းမဟုတ်ဘူးเนาะပုံမှန်လုပ်နေကြအလုပ်ပဲသမင်းစားပြီးရင်ပကံဆေးရမှာပဲဆိုတော့ action ကိုလုပ်တဲ့ gain တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့ဟာမျိုးကျွန်တော်က do ကိုသုံးရတာ I do the dishes after dinner ဒါက do အပိုင်းပေါ့နောက်ထပ်ဥပမာကြည့်မယ်ဆိုရင် she made a cake she made a cake သူမ cake တစ်ခုလုပ်ခဲ့တယ်ဆိုတော့ cake ဆိုတာကိတ်မုတ်တစ်ခုဖန်တီးတာပဲเนาะအရင်ကမရှိတဲ့ကိတ်မုတ်တစ်ခုကိုဖန်တီးတာကိတ်မုတ်တစ်ခုကိုသူမကိုယ်တိုင်လုပ်တာဒါကြောင့်မလို့ကျွန်တော်တို့က make နဲ့သုံးရတာဒီနေရာမှာတော့ past tense ရေးထားတာပေါ့နော် verb 2ပေါ့ verb 1 verb 2အတူတူပဲပေါ့နော် she made a cake သူမကကိတ်မုတ်တစ်ခုလုပ်ခဲ့တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်သူမကကိတ်မုတ်တစ်ခုကို create လုပ်ခဲ့တယ်ဖန်တီးခဲ့တယ်အဲ့လိုပုံစံမျိုးเนาะ make ကိုသုံးခြင်းတစ်ခုဖန်တီးတဲ့ဆိုတဲ့ပုံစံမျိုးတွေမှာကျွန်တော်တို့ကဒီ make ကိုသုံးရတာဖြစ်တယ် she made a cake နောက်တစ်ခု they make a plan သူတို့ plan တစ်ခုရေးဆွဲတယ် they make a plan ဆိုတော့ plan ဆိုတာလဲကျွန်တော်တို့ကိုလုံးမဲ့ကင်မဲ့အရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က creation လုပ်ရတာเนาะကိုဘာလုပ်မယ်ဘာကင်မယ်ဆိုတော့အဲ့လိုမျိုးကိုယ်ပိုင်ကြံစပြီးလုပ်ရတာမျိုးဖြစ်တယ် create လုပ်ရတာဒါကြောင့်မို့ကျွန်တော်တို့က make နဲ့သုံးရတာ do နဲ့သုံးလို့မရအောင် they do the plan မရအောင် they make a plan သူတို့ plan တစ်ခုရေးဆွဲတယ်နောက်တစ်ခုအများစုသိတဲ့အရာ I made a mistake ငါအမှားတစ်ခုကျူးလွန်ခဲ့တယ် I made a mistake အမှားဆိုတာပုံမှန်လုပ်နေကြအလုပ်မဟုတ်ဘူးအမှားဆိုတာအရင်ကမရှိခဲ့တဲ့ဟာကိုအခုလောတယ်မှားလိုက်တာမျိုးเนาะကိုလှုပ်လို့ဖြစ်သွားတာမျိုးเนาะအဲ့ဒါကြောင့် creation ပုံစံမျိုးပဲဆိုတော့ make နဲ့ပဲသုံးရတယ်เนาะ do နဲ့သုံးလို့မရ I do a mistake မရဘူး I made a mistake ငါအမှားတစ်ခုလုပ်ခဲ့တယ်ဘာလို့လဲကိုကြောင့်ဖြစ်သွားတာကိုလှုပ်လိုက်တာတနည်းအားဖြင့်အမှားဆိုပေမဲ့ကို create လုပ်လိုက်တာကိုဖန်တီးလိုက်တာမျိုးပေါ့เนาะဒါကသူတို့နှစ်ခုရဲ့ခြားနားချက်ပေါ့နော် do the action make the creation ဆိုတော့ဒီသဘောတရားကိုပို့ပြီးတော့နားလည်အောင်ဥပမာလေးတစ်ခုနဲ့ကြည့်ကြည့်မယ်ကျွန်တော်စက်ရုံတွေကိုဆိုပါစို့เนาะစက်ရုံတရုံကနေပြီးတော့ product ထွက်လာပြီเนาะဘာစက်ရုံပဲဖြစ်ဖြစ်ပေါ့အဲ့ထွက်လာတဲ့ product ဒီဒါ make လုပ်လိုက်တာကိုဖန်တီးလိုက်တာเนาะအဲ့ဒီ product ထွက်လာဖို့အတွက်စက်ရုံတွေမှာလုပ်ရတဲ့အလုပ်တွေရှိမယ်เนาะနောက်ဆုံး final product ထွက်လာဖို့အတွက်စက်ရုံတွေမှာလုပ်နေရတဲ့အလုပ်မျိုးတွေเนาะအဲ့ဒါမျိုးတွေ do နောက်ဆုံး final products create လုပ်လိုက်တဲ့ဟာဒီ make ဒါက make နဲ့ do ကိုမြင်တော့ဥပမာနဲ့ထိုးပြတာဖြစ်တယ်เนาะအခြေခံသဘောတရားကတော့ do the action make the creation ဒါပဲနားလည်မယ်ထင်ပါတယ်